ယောဂီသူတော်ကောင်းအပေါင်းတို့ယောဂီသူတော်ကောင်းအပေါင်းတို့ယခုဓမ္မရိပ်သာကြီး၌တရားဝင်တရားအားထုတ်ရရှိကြကုန်သောယဟန်ရှင်လူသူတော်ကောင်းအပေါင်းတို့အားအိယာမထားကြရန်အတွက်အချက်သေးစီမောင်များတိကလျက်နှုသောအပ်ပေပြီသူတော်ကောင်းတို့ဟူသူတော်ကောင်းအပေါင်းတို့အိယာမထားကြပါကုန်သောမျက်နှာများသိကြပါကုန်သောဦးလည်းများသန့်စင်ကြပါကုန်သောအိယာမထားပြီးကြလို့လူအပ်တဲ့ပြုဝဲကိစ္စအဝဝတွေကိုပြင်းကြပါလောရှင်းကြပါလောအရှင်းဖြင့်ဖြစ်ကြပါလောယောဂီအပေါင်းတို့ဆက်ကောင်းရင်အာကာဝေကဝိသန္တာကုလမင်းကလည်း29ဆင်းသောအာတဝဏီဗရဏီကြတိကာယောဟနီမိဂတိပုဏ္ဏပုညစသည်ထောင်းတောင်းကျေသာယာနှင့်ကအပေါင်းတို့ခညောင်းကရံပတ်လူလူကြီးကိုကြည်လပ်ပြီးတော့ဦးအမောင်လူသားယောဂီများတို့အိယာမထားကြပါလောအမောင်လူသားအိညီခဲ့၏နေတွေရက်တွေလတွေနှစ်တွေကိုပြန်ဒီကကနန်းချ၍မှန်းဆလို့ကြည်လိုက်တော့သဗ္ဗံသာနာတိသဗ္ဗညုဆိုတဲ့ဘုရားရှင်ပင်လင်သိမရတဲ့အဖြစ်နဲ့ယုံရတဲ့ရှည်လိုက်တဲ့တန်တရားပြီးခဲ့တဲ့အချိန်တွေကလည်းဘယ်လောက်တောင်ကြာခဲ့တယ်လို့မသိတန်တရားရှိသမျှအနေတွေစက်လို့မှုအသီးတွေနဲ့ဆက်ဖြစ်ကြပြီသာတိတရားပြာတိမရဏစသည်ထောင်တောင်းဒီအပေါင်းတွေကလည်းကျုံခဲ့လာပေါ့ရှိကူလေခန္ဓာအစဉ်ညာမဝင်လို့ပရိစ္ဆသမုပ္ပါလေလူရာစက်နေကြရင်ဖြင့်အပေလေးပါးဆိုတဲ့နေရာကလည်းအမောင်လူသားရဲ့နေရာသာဖြစ်တယ်လို့ဘုရားကိုယ်တော်မြတ်ကြီးကဟောတော်မူခဲ့ပါတယ်။ဦးအမောင်လူသားယောဂီများတို့တတိထား၍စဉ်းစားတာကြည့်ကြပါတော့အိကြီးမဝလို့အိယာကမထပဲခန္ဓာအစဉ်ညာမဝင်ခဲ့ရင်ဖြင့်အမောင်လူသားသည်ငရေတိရစ္ဆာန်ကြိတ်တာအတူတည်းဆိုတဲ့အပေလေးဘုံကိုကြားရမယ်ပြီအကျိုးတို့အကန်းတို့အားတို့အနူးတို့အကျွဲတို့အစွန့်တို့ဖြစ်ကြရအောင်မဲ့ပြီဇာတိဆိုတဲ့ဒုက္ခတရားဆိုတဲ့ဒုက္ခယာတိဆိုတဲ့ဒုက္ခမရဏဆိုတဲ့ဒုက္ခဒီဒုက္ခတွေနဲ့လည်းတွေ့ကြရအောင်မဲ့ပြီဟောပြီးပြီးကလည်းများလိုက်ပါပြီဒီဘေးတွေနဲ့အမောင်လူသားဧကံတွေ့ရကျုံရခံရအောင်တော့မယ်ဟိုအမောင်လူသားယောဂီများတို့အိကြီးမဝလို့အိယာကမထပဲပီတိတိလုပ်၍နေကြရင်ဖြင့်အမောင်လူသားရဲ့ရှိရေးဟာတကွက်ကလေးမှရတဲ့အေးစရာမရှိပါလားအမောင်လူသားစဉ်းစားပါလို့လူကြပါလို့ခန္ဓာအစဉ်ညာမဝင်လို့ပရိစ္ဆသမုပ္ပါမယမနာဆက်ခါသာသွားနေကြရင်ဖြင့်ဝိညာဉ်ယုတ်သလာယတနာဖတ်တဝေဒနာခန္ဓာတွေအားဖြင့်မရည်မတွက်နိုင်အောင်ကျင့်ပန်းများစွာရကြအောင်တော့မယ်ဒုက္ခတပိလနသောကိညာပုဂ္ဂိုလ်ကိုညာရာမဖက်ရက်တဲ့ယုတ်မှာအမြဲတမ်းနှိမ့်ဆက်ခြင်းခံရတာဟာလေခန္ဓာရတဲ့ပုဂ္ဂိုလ်မှာပဲတဲ့ဒုက္ခတသင်္ကတသောတဏှာယောက်ျားလက်သမားဤသူရွာယုတ်မှာအမြဲတမ်းအနှိမ့်ဆက်အပြည့်ပြင်ခံရတာဟာလေခန္ဓာရတဲ့ပုဂ္ဂိုလ်မှာပဲတဲ့ဒုက္ခတသန္တာပသောကိလေသာမိဒုက္ခမိတို့ဤညီညီတောက်ကြောင်အမြဲတမ်းအလောင်းခံရတာဟာလေခန္ဓာရတဲ့ပုဂ္ဂိုလ်မှာပဲတဲ့ဒုက္ခတဝိပိနာမထောငဘူးခန့်တိုင်းမတည်နိုင်ပဲရင်းရိုင်းပြူကွဲအမြဲတမ်းပေါက်ပြန်ပြည့်စည်နှိမ့်သက်ပြီးစီးခြင်းခံရတာဟာလေခန္ဓာရတဲ့ပုဂ္ဂိုလ်မှာပဲတဲ့ဟိုအမောင်လူသားယောဂီများတို့ဒါကြောင့်ဘုရားသခင်ကိုယ်တော်မြတ်ကြီးကပရိသန္တရာမဲ့ပါဠိတော်ကြီးမှာကပနသနတတိတဒုက္ခဒသနေနအထီးရန်တကောင်းကျက်လူစင်းရဲ့အမွဲနဲ့တူးတဲ့ဒုက္ခသစ္စာလို့ဟောလိုက်တော့ငွေတက်ကူမပေါ်လို့အမွဲလို့ဟောတာမဟုတ်ပါဘူးတဲ့။ဥနာတိမွဲကွဲစတဲ့ဒုက္ခဗီဒီနဲ့တွေ့ရကျုံရတဲ့အခါဘယ်သူမှမကယ်နိုင်လို့မှုအထီးရန်တကောင်းကျက်အမွဲလူစင်းရဲ့လို့ဆိုလိုက်ပါတယ်။ဥယောဂီသူတော်ကောင်းတို့အလူမပြည့်လို့အငတ်မပြေခဲ့ရင်ဖြင့်မန္တာတုစัจ जा မင်းကြီးပင်အမွဲပဲတဲ့ကျုပ်တို့ရဲ့
ဘောဓမဖရာအလောင်းတော်ကြီးဟာမန္တတုစัจ जा မင်းကြီးဖြစ်စဉ်ကပလင်ပေါင်း8400နဲ့နန်းစည်းစိမ်ခံစားလို့အမရတဲ့အတွက်နတ်ပြည်ကိုတက်ပြီးတော့တရားမင်းကိုအန်တုတော့တရားမင်းကများနတ်စည်းစိမ်ကိုတဝက်ခွဲ၍ပေးရကြတဲ့ဒီတော့မှမန္တတုစัจ जा မင်းကြီးဟာနတ်စည်းစိမ်ခံစားနေလိုက်တာတရားမင်း36ယောက်တာပြောင်းသွားတယ်သူ့မှာတော့နတ်စည်းစိမ်ခံစားလို့မဝတဲ့အပြင်အငတ်တောင်မကြည့်ရှာဘူးတဲ့အမောင်လူသားသင်္ကာအငတ်ပြေပါဦးမလားအငတ်မပြေလို့ငတ်သေးသာပြေကြရင်ဖြင့်အပေလေးရွာဟာအမောင်လူသားရဲ့နေရာပဲဟိုအမောင်လူသားစင်သာပါလို့လူကြပါလို့အိယာမထပါလို့ကာကြီးတွေစီးပြီးတိုက်ကြီးနဲ့နေလို့ပစ္စည်းဥစ္စာတွေဘလောက်ပင်မရေမတွက်နိုင်အောင်ပုံများပြေဝနေပြီကမူအလူမပြည့်လို့အငတ်မပြေပဲသူတော်ကောင်းတရားတွေကိုအာမထုတ်ကြရင်ဖြင့်အမောင်လူသားဟာအမွေပါပဲလူချမ်းသာမဟုတ်သေးပါဘူးဟိုအမောင်လူသားစင်စား၍သာကြည့်ပါတော့လူလူကြီးသုပ္ပဗုဒ္ဓပစ္စည်းတွေမွေးလိုက်တာမှပစိုးစုပ်တောင်လုံအောင်မချုံနိုင်ကြဘူးဒါပေမဲ့သူခမညာတရာသီလသုတ္တသာကပညာဟိရိဝတ္တပဆိုတဲ့သောတာပန်လက္ခဏာသူတော်ကောင်းအင်္ဂါတွေကိမ့်လိုက်တဲ့အတွက်လောကမှာဟေသုပ္ပဗုဒ္ဓဟာလူချမ်းသာကြီးပါกว่าလို့ဘုရားကဟောလိုက်ပါတယ်သူတော်ကောင်းတို့ဒါကြောင့်မို့အမောင်လူသားယောဂီများတို့ထားကြပါလို့အိယာမထားကြပါတော့သေကောင်းရင်အာကာဝေမှာဝိသန္တာလယထာအကျေတာယာနိကများလူကခသာကအလှပြိုင်လျက်သူငါနဲ့အကြိမ်ကျဲလူမှုဤနုဝေအကာလတိတ်တိတဲ့ညအကာဝေသာတတဘယင်သည်ခရာကျင်ချမ်းမောက်သူဇီဝကကောင်းဆောင်၍အခုမျိုးရောက်တဲ့အခါခရာရှင်အမှုပြုတဲ့ယဟန္တာအရှင်မြတ်တို့ဖလသမဘဝင်စားကယဟန်တရားများအထုနေကြသလိုကျုပ်တို့သူငါယောဂီတွေမှလည်းဇာတိဆိုတဲ့ဖြစ်ချင်းဒုက္ခကြီးမှလည်းလွန်မြောက်ကြရအောင်ဖြစ်ချင်းဒုက္ခကြီးမှလည်းလွန်မြောက်ကြသဖြင့်တရားဆိုတဲ့ဥချင်းဒုက္ခကြီးမှလည်းလွန်မြောက်ကြရအောင်ဥချင်းဒုက္ခကြီးမှလည်းလွန်မြောက်ကြသဖြင့်ယာတိဆိုတဲ့နာခြင်းဒုက္ခကြီးမှလည်းလွန်မြောက်ကြရအောင်ယာတိဆိုတဲ့နာခြင်းဒုက္ခကြီးမှလည်းလွန်မြောက်ကြသဖြင့်မရဏဆိုတဲ့ဒီခြင်းဒုက္ခကြီးမှလည်းလွန်မြောက်ကြရအောင်ဟိုယောဂီသူတော်ကောင်းအပေါင်းတို့ဇာတိတရားဗျာတိမရဏသာဒီထောင်ကောင်းဥနာတိမွေကွဲဆိုတဲ့ဒီအပေါင်းတို့မှာကောင်းကောင်းကြီးလွန်မြောက်ကြရအောင်မိမိရဲ့ခန္ဓာအစဉ်မှညံဝင်လို့ဖြတ်ကြပါစို့ယောဂီအပေါင်းသူတော်ကောင်းတို့ဟိုယောဂီအပေါင်းသူတော်ကောင်းတို့ယခုလူဓမ္မရိပ်သာကြီးမှာလာရောက်ကြပြီးမိမိကိုယ်ကိုကဲတင်တဲ့မိမိရဲ့ခန္ဓာကိုမိမိဉာဏ်ကစောင့်ကြည့်တဲ့ခန္ဓာကပြိုးတဲ့ဟောတဲ့တရားတွေကိုဉာဏ်နာနဲ့နာတဲ့ဝိပဿနာအလုပ်တွေကိုလုပ်နေကြတာဟာယောဂီတို့အားမြည်သူတစ်ခုတယောက်ကမှအတင်းအကျပ်ပြေခိုင်းလို့ယခုတို့လာရောက်ပြီးတရားအထုတ်နေကြခြင်းမဟုတ်ကြပါယောဂီတို့ဟာသာစရာနေစရာထိုင်စရာမရှိကြလို့လေယခုလူလာရောက်ပြီးရိတ်ခါမှမိကို၍နေထိုင်ကြခြင်းလည်းမဟုတ်ကြပါယောဂီတို့ဟာအပေါင်းအသင်းတွေနဲ့တကားတွေဝိုင်းဖွဲ့လို့ပြောပါစွာနေကြရအောင်လေယခုဓမ္မရိပ်သာကြီးကိုလာရောက်၍နေကြခြင်းလည်းမဟုတ်ကြပါသူတော်ကောင်းအပေါင်းတို့အလွန်မှကြောက်ကြပါတယ်ဆိုတဲ့ငရေတိဋ္ဌံပြိတ္တာအတိကေဒီဟုသောအပေလေးကုံဒုက္ခတိသန္တရာမှလူမြောက်ကြအကျိုးအကံအနုအရွှဲအစွန့်စတဲ့အဖြစ်မျိုးတို့ကိုမဖြစ်ကြတော့ပဲသူတော်ကောင်းတို့အလွန်လိုချင်ကြပါတယ်ဆိုတဲ့ဒုက္ခဆိုလို့မြူမမရှိတဲ့နိဗ္ဗာန်အလွန်အေးချမ်းတဲ့နိဗ္ဗာန်သုတိကျက်ကျွေးမသိနိုင်ပဲခိုင်မြဲတဲ့နိဗ္ဗာန်လုံရတန်တံပုံဟံနမိတ်ပြည့်စိတ်တဲ့နိဗ္ဗာန်လောင်စာသိမ့်လို့ညီငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကြီးကိုဖြင့်ရောက်ကြရအောင်မတိမီကာလကပင်တွေ့နိုင်ရနိုင်တဲ့နိဗ္ဗာန်ချမ်းသာကြီးကိုလူချင်းတောင့်တရောက်ချင်းကြလို့ယခုလူဓမ္မရိပ်သာကြီးမှာလာရောက်ကြပြီးတော့ယောဂီတို့ဟာတရားအားထုတ်နေကြခြင်းဖြစ်ပါတယ်ယောဂီအပေါင်းသူတော်ကောင်းတို့ဟိုယောဂီအပေါင်းသူတော်ကောင်းတို့ကျူးစား၍ရှုပါကြပါတရားအားထုတ်ကြပါဘုရားသခင်ကိုယ်တော်မြတ်ကြီးကအင်္ဂုတ္တပါဠိတော်ကြီးမှာဟောကြားတာကတော့တရားအားထုတ်ကြတဲ့ယောဂီများဟာအလုတ်တင်၌လည်းမမွေ့လျော်ရဘူးစကားပြောခြင်း၌လည်းမမွေ့လျော်ရဘူးအိတ်ချင်း၌လည်းမမွေ့လျော်ရဘူး
အပေါင်းအသင်းဒီနဲ့လေနေခြင်းကိုလည်းမမွေ့လျော်ရဘူးအစာအသောက်ဒီကိုလည်းအတိုင်းတရှိမရှိစားတော့နေခြင်းနိုင်လည်းမမွေ့လျော်ရဘူးအင်းကြီး6ပါးဓွာရ6ပေါက်တို့ကိုလည်းတတ်နိုင်သမျှကျူးစား၍စောင့်ထင်းကြရမယ်လို့ဘုရားသခင်ကိုယ်တော်မြတ်ကြီးကဟောတော်မူခဲ့ပါတယ်ဒါကြောင့်မို့ကျုပ်တို့ရဲ့ကျေးဇူးတော်ရှင်အဲ့ကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးကအမှုမများစကားသိသိစောင့်စည်းအင်းကြီးအိမ်ကြီးလူကြအစာမကြီးတယောက်ကြီးနေဤချောက်တွေကြည့်စီယောဂီမာလို့ကျုပ်တို့သူနာယောဂီတွေအားဆုံးမတော်မူခဲ့ပါတယ်ဟိုယောဂီအပေါင်းသူတော်ကောင်းတို့ယခုလိုရာပြီးဥဒုကသာယာပြီးရှုခင်းတွေသားတဲ့အာယုန်တက်ခါနိနန်တဲ့အချိန်မှာမိသန္တာလယထာကလည်းယူခန္ဓုတောင်ကြားမှာ29ပါးသောအတဝနီဗာရဏီကြတိကာယောဟနီမိဂတိအတ္တရဘုံနကုရှပုရှအတ္တလိတမဟာကပြုတ်ပါပရဂုဏီဥတ္တရာဘိဂုဏီခတ္တရသိတ္တရသဝတိဝိတာကအနုရာရစိတ္တမူလာပြုတ်ပါတဥတ္တရာတသရဝန္ဒနာသိတိတတ္တပိကျပြုတ်ပါပရပိုက်ဥတ္တရာပရပိုက်ယေဝရီစသည်အပြာနိခများတို့ယံသာကပေါ်ထွက်၍နေပြီတင့်နေလာပါပြီသာယာလာပါပြီ။အိုယောဂီအပေါင်းသူတော်ကောင်းတို့ယခုလူရှုခင်းသားတဲ့အချိန်မှာတတိတံပဇင်းညာနဲ့ရှင်လူမှုခန္ဓာအစဉ်တွေကိုရှုဉာဏ်တွေဝင်ပြီးတော့ကိလေသာကြားမကူအောင်ရှုနိုင်လို့ရှုကြရင်ဖြင့်အနုရာရမင်္ဂအားဘုရားသခင်ကိုယ်တော်မြတ်ကြီးကဆုံးမတယ်လို့သဥပါတိသေသဆိုတဲ့နိဗ္ဗာန်ချမ်းသာမြတ်ကြီးကိုနာနဲ့အာထုရင်ညရနိုင်ပါတယ်ညအာထုရင်မနဲ့ရနိုင်ပါတယ်9ရက်နေ့လေရနိုင်ပါတယ်လို့ဆိုလိုက်တော့အာမထုရင်စရာအကျက်တကွက်မှမရှိတော့ပါဘူးသူတော်ကောင်းတို့မိမိရဲ့တသက်တာဒါရီသမီးတွေရဲ့တသက်တာတွင်ကျော်တဲ့ပြုံးပြုံးမောမဆုံးဖြစ်ပြီးတော့တသက်လို့လူအောင်မကြပဲနဲ့သိအေးလက်အေးနေနိုင်ကြရအောင်ဒီမန်ကိန်းတွေအမျိုးမျိုးချလို့မို့လောကီစီးပွားရေးတွေကိုကြိုးစားကြတယ်လို့အိုးယောဂီအပေါင်းသူတော်ကောင်းတို့တန်လျာအတွက်ကလည်းရတဲ့အေးဖို့လူကြသေးတယ်သူဒီကိုအနှစ်50လောက်အလေလာပြီးတော့နောက်ဆုံးကြတော့အပေလီရွာသွားကြရဦးမယ်ဆိုရင်ဖြင့်အကျိုးတွေအကန့်တွေအားတွေအနုတွေအရှဲတွေအစွန့်တွေရှိကြရဦးမယ်ဆိုရင်ဖြင့်ကောင်းနိုင်ကြပါမလားခံနိုင်ကြပါမလားကြည်လေတော်ရရတို့များလူပြည်တုန်းကတော့တတိကြီးပေါ်အနိစ္စလည်းရောက်လိုက်ပါရောအနာဂတ်တန်တရာမှာခွေးကြီးဖြစ်သွားရရှာတယ်အဝင်မချဘူးနော်တည်တည်ချင်းချက်ချင်းဖြစ်သွားတာဒါကြောင့်မို့တန်တရာအတွက်ရတဲ့အေးရတဲ့မျက်စိကိုတော့ယခုကပင်ကျူးစားပြီးတောက်လိုက်ကြပါတော့နေရှိညရှိအချိန်တွေမရှိကြပါနဲ့တရားဓုမရမီအသေးကဥသွားရင်တော့ယောဂီကိုကျိုးမှုချနေလိမ့်မယ်။ဟိုယောဂီသူတော်ကောင်းအပေါင်းတို့ကောင်းကင်ကညက်ကတရားတွေကလည်းတင်ကြီးလာကြီးစင်လို့ကြည်လင်ကျွန်းပြအာရဝင်းတာပီတိတွေဖြာပြီးတော့တန်လျာပြီးအပေပြီးကြီးတို့မှအပြီးအပိုင်ကျင်းဝေးလို့ရတဲ့အေးကြရအောင်မျက်စိတောက်နေကြတဲ့ကျွတ်တို့ယောဂီတွေကိုသက်ကောင်းရင်အာကာဝေကနှုတ်ဆက်ကြည့်ပြီးနေကြပါတယ်သူတော်ကောင်းတို့လူဒန်းထားတဲ့ဒါနကုသိုလ်တွေသူတော်ကောင်းတို့စောင့်ထိန်နေကြတဲ့သီလကုသိုလ်တွေသူတော်ကောင်းတို့ပရိသိက္ခာပွားများပုဒ်သနေတဲ့သမထမေတ္တာကုသိုလ်တွေဟာအလွန်တရာမှလေးနဲ့ပါတယ်သုရှပါတယ်ထက်မြက်ပါတယ်အောင်မြင်ပါတယ်ဒီကုသိုလ်ရဲ့အရှိန်အဟုန်ကြောင့်လူဘုံနတ်ဘုံရောက်ပြီးလူချမ်းသာနတ်ချမ်းသာဖြစ်ကြဦးမှာတော့အမှန်ပါပဲသို့တော်လည်းသူတော်ကောင်းတို့နေ့စဉ်နဲ့အမျှပြုနေကြတဲ့ကုသိုလ်ဆိုတာကလည်းအချိန်နဲ့အမျှခန္ဓာမှာဖြစ်နေတဲ့အကုသိုလ်တွေနဲ့ကဏ္ဍချကြည့်ကြရင်ဖြင့်ကျိုးပါလောက်တာမှမဟုတ်ပဲဒီနည်းနည်းလေးကုသိုလ်ရဲ့အချိန်လေးကုန်လိုက်ပါရောဒိဋ္ဌိဆိုတဲ့အလေးဓာတ်ကြီးကတွန်းချလိုက်တာနဲ့အပေလေးကိုကြမ်းကြကြရတော့တာပဲကဲကောင်းနိုင်ကြသေးရဲ့လားဒါကြောင့်မို့လို့အပေပြီးကလုံးလုံးကြီးပြီးအပိုင်လွတ်ဖို့ကြတော့ယောဂီတို့ရဲ့မဖြစ်စလောက်ကုသိုလ်ကလေးကမတတ်နိုင်ပါဘူးဒိဋ္ဌိအပြီးအပိုင်ကျုပ်လို့မှုအခုယောဂီတို့တောက်နေကြတဲ့ဝိပဿနာမျက်စိကသာတတ်နိုင်ပါတယ်ယောဂီတို့ဟိုယောဂီအပေါင်းတော်ကောင်းတို့တတိထားကြပါစဉ်းစားကြပါသုံးသပ်ကြပါဝိပန်ကြပါသူတော်ကောင်းတို့ရဲ့ဉာဏ်ရှိဝင်ချက်မှာချိန်စိတ်ပြီးသာကြည့်ကြပါတော့သူတော်ကောင်းတို့ပြုကြတဲ့ဒါနကုသိုလ်တွေစောင့်သိကြတဲ့သီလကုသိုလ်တွေ
ပရိစိတ်ကပုဒ်တာပွားများနေကြတဲ့သမထမေတ္တာကုသိုလ်တွေနဲ့တဏှာအစကစားပြီးတော့ယခုကြားတဲ့ကာလအထိစက္ကန့်နဲ့အမျှအချင်းရှိသလောက်မျက်စိနားလျာကူစိတ်စားတဲ့ဓဝါရကြောင့်ပေါတူမှာဖြစ်ပွားနေတဲ့လောဘဒေါသမောဟဆိုတဲ့အကုသိုလ်တွေနဲ့အထက်ကပြောခဲ့တဲ့ကုသိုလ်တွေနဲ့ချိန်ခွင်ထက်မှာချိန်စိတ်ရတာကြည့်ကြပါတော့ဘယ်နည်းနဲ့မှနှိုင်းရှင်လို့မရအောင်အကုသိုလ်တွေကအလွန်များလွန်းလာပါတယ်သူတော်ကောင်းတို့တကယ်ကြတော့အများအားဖြင့်သူတော်ကောင်းတို့ပြုကြပါတယ်ဆိုတဲ့ကုသိုလ်တွေဟာသစ္စာအနေနဲ့ကြည့်ခဲ့ရင်ဖြင့်သမုဒိယသစ္စာသာဖြစ်နေကြတာကများလာပါတယ်ဒါကြောင့်မို့ဘုရားသခင်ကိုယ်တော်မြတ်ကြီးကလူသသိန်းနတ်သသိန်းသေးလို့သုတတိတယောက်မရောက်ဘူးလို့ဟောကြားလိုက်ပါတယ်ဘုသူတော်ကောင်းယောဂီအပေါင်းတို့သူတော်ကောင်းတို့မာတင်ရှိပြီးနေတဲ့အလွန်များလာတဲ့အကုသိုလ်ကံကြွေးတွေကိုဂိုင်းသူတော်ကောင်းတို့အားမိလိုက်ပြရသည်ခန္ဓာနဲ့စัจကြမလားဉာဏ်နဲ့စัจကြမလားပိဿဆရာကြွေးတွေတကယ်ဧကံရှိနေတာကိုသိနေကြလေတော့ဒီကြွေးတွေကိုကြည်အောင်ဖြင့်ခန္ဓာနဲ့ဆက်လို့လေကြည်နိုင်စရာမရှိပါဘူးတဲ့ဒါပေမဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စကိုအရင်အသိနဲ့ဖြုတ်ပြီးတော့ခန္ဓာအစဉ်ဉာဏ်ဝင်လို့ဆက်လိုက်ရင်ဖြင့်ဒိဋ္ဌိနဲ့ဝိသိကိစ္စကိုဒုတိယအပွားနဲ့ပြုလို့မှုနောက်ဆုံးကြတော့တတိယအပင်းနဲ့လည်းပြုလိုက်ပါရောကျင်စာနန္ဒိယကံကြီး၅ပါးကလွယ်ခဲ့ရင်ဖြင့်တင်းရင်နှမျှကြွေးပြီးတင်ခဲ့ပါတော့အကုသိုလ်ကံကြွေးမှန်နှမျှအလုံးစုံအကုန်ကြီးတော့တာပါပဲဒါကြောင့်မို့အကုသိုလ်ကြွေးအနန္တကိုတော့သာတရဲ့ကြည့်ဟုသောဝိပဿနာမျက်စိနဲ့ကြောင်းအောင်သာသိလိုက်ပါတော့ယောဂီအပေါင်းသူတော်ကောင်းတို့အဲ့ဒီလိုမဲ့ကြည့်ဟုသောရည်စင်းနဲ့ပြုတ်သူတော်ကောင်းတို့မှာကျင်ရှိနေတဲ့ကြွေးတွေကိုသင်အောင်လဲဖြေးလို့လဲပြီးပါရောအထက်အစာကပြင်ပြခဲ့တယ်လို့သာဥပါတိသေသဆိုတဲ့နိဗ္ဗာန်ကြီးကိုမသေးမီကပင်ညာအပြင်မျက်မှောက်ပြုလို့မှုမိသားကအနာတရင်တို့လိုစိတ်ကြရကလေးနဲ့နေလိုက်ကြပါတော့သူတော်ကောင်းအပေါင်းတို့ဟိုယောဂီအပေါင်းသူတော်ကောင်းတို့မိသားကအနာတရင်တို့လိုစိတ်ကြရနေခြင်းတစ်ပတ်ဆိုရင်ဖြင့်ယခုကပင်ကြိုတင်ပြီးတော့ဒိဋ္ဌိနဲ့ဝိသိကိစ္စကိုပထမအတိနဲ့ဖြုတ်ဒုတိယဝိပဿနာအလုပ်ကြီးဟုသောအကွာနဲ့ဖြုတ်လိုက်ရင်ဖြင့်တတိယဓမ္မကဆောင်းလို့မှုပယ်လေးပေါင်းဧကံလူပြီးအဲ့ဒီတော့မှလူချမ်းသာအစ်စ်တစ်သေးကြီးဖြစ်ရောပေါ့ဒါကြောင့်မို့အသေးကမဥမီမဲ့ဉာဏ်ကြီးဟုသောတရားသူဝရအောင်ဖြင့်ဟိုသူတော်ကောင်းတို့အယုကြေးကြေးအေးစုပ်စုပ်နောက်မဆုတ်သောဇွဲနဲ့အားခဲလို့သာကျူစားလိုက်ကြပါတော့ဟိုယောဂီအပေါင်းသူတော်ကောင်းတို့အိယာမှထားကြပါလော့မျက်နှာများသိကြပါလော့ကိုယ်လက်များတန့်စင်ကြပါလော့ကျက်ဒီမင်္ဂလာပြည့်စုံတဲ့အချိန်အခါနဲ့လည်းကြုံကြ၍နေကြပါပြီဒါကြောင့်မို့ဘုရားသခင်ကိုယ်တော်မြတ်ကြီးကသူနေခတံသူမင်္ဂလံတုပ္ပဘာတံသူဟုတ်တိတံသူကနောသူမဟုတ်သောသသူ၏ဓမ္မမသရိတုလို့ဟောလိုက်တော့ယတမင်ကြီးဝတိအရှင်၌သာတော်သူစရိတဓမေသူစရိုက်တရား၃ပါးတို့ကိုပရိပူရင်တိဖြစ်ကျင်ကြကုန်၏ဝါကာယဝစီမနောจิตာသုံးလီတွားရဖြစ်သည်များသောတရားတို့ကိုဝိပဿနာဉာဏ်ဖြင့်ရှုရှင်းခြင်း၍ရှင်းကျင်ကားနေကြကုန်၏သောဒီဝသောသူနိသည်သူနေကတံနေကအပေါင်းမကောင်းမရှိအကောင်းအတ္တိသာသည်သူမင်္ဂလာအမင်္ဂလာဘေကမရှိကောင်းမြတ်သောမင်္ဂလာအတ္တိသာသည်သုပ္ပဘာတံအပြစ်ကင်းရှင်းကောင်းသောမူလင်းရခြင်းပင်သည်သူဟုတ်တိတံသာယာတန့်ရှင်းကောင်းသောဣယာမထားခြင်းပင်သည်သူကနောယုံကြိုက်လာရခဏတိုင်းမှာကောင်းသောခဏသာသည်သူမဟုတ်သောသမဟုတ်တိုင်းမှာအကောင်းကြီးသာသည်သာသမင်းကြီးဝတိသူသူစရိုက်ကျင့်ရာဝါဝိပဿနာတရားရှိပွားကြရာနိအခါ၌ဓမ္မသရိတုမြတ်သောအကျင့်ကိုကျင့်လေရှိသောပုဂ္ဂိုလ်တို့၌ဝါဝိပဿနာအလုပ်အားထုတ်၍သာနေကြသောပုဂ္ဂိုလ်တို့အားရိတ်တံလူအပ်ပူဇော်အပ်သောအလူသည်သူရိတ်တံအပြည့်ကင်း၍တန်ရှင်းကောင်းမြတ်သောလူရပူဇော်ရခြင်းဖြစ်ပါ၏ဖြစ်ပါ၏လို့ဘုရားကလည်းဟောသဘောကလည်းဒီအတိုင်းဖြစ်နေလို့မှုယောဂီသူတော်ကောင်းအပေါင်းတို့အားဝိပဿနာတရားတို့ကိုကြိုးစား၍အားထုတ်ရှုပွားကြပါယံနှိုးတော်လိုက်ရပါသည်ယောဂီအပေါင်းသူတော်ကောင်းတို့